E4 မှာကိုနဲ့ကြိုက်တဲ့ formation ရှာမတွေ့သေးတဲ့လူတွေအတွက် division လဲတင်လို့ကောင်းမယ် frame match တွေလည်းဆော့လို့ကောင်းမယ် formation တွေတခုနဲ့မိတ်ဆက်ပေးမှာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Youngstar Asian ပါဒီ formation ကိုတော့ eFootball console player ဖြစ်တဲ့ Idorito ဆော့တဲ့ formation ကို inspire ယူပြီးတော့လုပ်ပြထားတာပါအဲ့တော့ပြောနေတာကြားတယ် formation လေးတစ်ချက်ကျွန်တော်တို့ကြည့်ကြည့်အောင် formation ကတော့4-1-3ပါ playing style ကတော့ quick counter ပဲဖြစ်ဖြစ် long ball counter ပဲဖြစ်ဖြစ်နှစ်ခုလုံးနဲ့အဆင်ပြေပါတယ်goalkeeper နေရာကတော့ defensive ဖြစ်ဖြစ် offensive ဖြစ်ဖြစ်ထားလို့ရတယ်ဒီမှာကျွန်တော်ကတော့ဒီကောင်မရှိလို့ဒီကောင်ထားတယ် Oliver Kahn ကို quick counter ဆော့ရင်ထားမယ်ဆိုရင်တော်တော်ပုတ်ပါတယ်ဒီနေရာမှာဆိုရင် CB ကို Anchorman ကိုထားလိုက်အရက်ရှိတဲ့ကောင်ဆိုရင်ပို့ပြီးတော့ကောင်းပါလေနောက်ထပ်ကိုအားတန်တာပေါ့ RB ထားလို့လည်းရတယ် LB ထားလို့ရတယ်ကျွန်တော်ကတော့ RB အားတန်လို့ RB ထားပါတယ် RB မှာတော့ defensive fullback ထားရပါမယ်စပီများတဲ့ကောင်ကိုပို့ပြီးတော့သုံးသင့်ပါတယ်ကျွန်တော်ကတော့ Wan Bissaka free kick ကိုသုံးထားပါတယ်နောက်ထပ် CB တကောင်နေရာကိုတော့ pay up ကိုထားရပါမယ်ကျွန်တော်ကတော့ Baresi ကိုသုံးထားပါတယ် Baresi မရှိရင်လည်းစိတ်မပူနဲ့အရက်ရှိတဲ့ Van Dijk တာသုံးလိုက်ကောင်းပါတယ် Player of the Week ဖြစ်ဖြစ် feature ဖြစ်ဖြစ်နောက်ထပ် CB တယောက်ကတော့ Destroyer လည်းထားလို့ရတယ်လို့ defensive fullback ရှိရင်လည်းထားလို့ရပါတယ်ဒါပေမဲ့မြန်တဲ့ကစားသမား defensive engagement နဲ့ awareness တွေကောင်းတဲ့ကစားသမားဆိုရင်ပိုကောင်းပါတယ်ကွင်းလည်နေရာမှာတော့ DMF နေရာကို Anchorman ကိုထားတာအကောင်းဆုံးပါအရက်ရှိရင်တော့ပိုပြီးတော့ကောင်းပါတယ်ကောင်းတိုက်ဘောတွေရှင်းလို့ကောင်းပါတယ်CMF နေရာကိုတော့ box to box ထားတာအကောင်းဆုံးပါအဲဒီ box to box ကအရက်ရှိတဲ့ခြေတန်းရှိတဲ့ကောင်ဆိုပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်ကတော့ပေါ့ပါကိုထားတယ် brother တို့ Bellingham play of the week တို့ show time တို့ရှိရင်လည်းထားလို့ရပါတယ် AMF နေရာကိုတော့ကျွန်တော် creative play မှာကောင်ကိုသုံးထားပါတယ် whole player သုံးရင်လည်းရပါတယ်နောက်ထပ်ရှေ့တန်း3ကောင်နေရာမှာဆိုရင် second striker နေရာမှာလိန်လို့ခောက်လို့ကောင်းတဲ့ prolific winger ဆိုလည်းရတယ် whole player ဆိုရင်လည်းကောင်းပါတယ် deep line forward ဆိုရင်လည်းအဆင်ပြေပါတယ်CF မှာဆိုရင်တော့ကိုကပြေးထွက်တာတွေကြိုက်တယ်ဆိုရင် goal pusher advanced striker ကိုထားလို့ရတယ်ဒါပေမဲ့တစ်ခုသတိထားမှာဖန်တီးပေးရမှာဖြစ်တဲ့အတွက်ဒီကောင်မှာတော့ through passing တွေပါဖို့တော့လိုမယ်နောက်ထပ် CF နေရာကိုတော့ကျွန်တော်အလဲမှာ advanced striker goal pusher ကိုထားတာပါတယ်ပြေးထွက်တဲ့အမြန်နှုံးမြင့်ကောင်တွေဆိုပို့ပြီးတော့ကောင်းပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ formation ချလို့တော့ပြီးသွားပြီဒါပေမဲ့ formation တစ်ခုတည်းနဲ့တော့မလုံလောက်ဘူးကျွန်တော်တို့ပွဲထဲမှာအပြောင်းလဲတွေလုပ်ဖို့အတွက် individual instructions လေးနဲ့လည်းကျွန်တော်တို့ထားကြည့်မယ်ပထမဆုံး attack 1 offense 1မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ CB Destroyer ရှေ့အရန်တက်တာဖြစ်တဲ့အတွက် defensive ကိုထားလိုက်မယ်ဒါမှသူကိုတိုက်စစ်စင်ရင်လည်းအနောက်မှာကြမ်းခဲ့အောင်လို့ offense 2မှာဆိုရင်တော့ကျွန်တော်တို့ AMF ကိုရှေ့ကိုပို့ပြီးတော့ line နိုင်အောင် offensive အနေနဲ့ထားလိုက်ပါတယ် defense 1မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ CF ကိုနောက်ပြန်မစင်းအောင်သူ့ရဲ့ stamina တွေခြွေတောင်အောင်လို့ counter target အနေနဲ့ထားလိုက်တယ်နောက်ထပ် defense 2မှာဆိုရင်တော့DMF ကိုကျွန်တော် D line ဆင်းခိုင်းလိုက်တယ်ကိုနောက်တန်းပို့ပြီးတော့လုံခြုံအောင်လို့တကယ်လို့ဟိုဘက်ရှေ့တန်းနေအရန်ကောင်းနေပြီလူကတ်ချင်တယ်ဆိုရင်တော့ defense 1 and counter target နေရာကို man marking တစ်ကောင်ကောင်ပေးလိုက်ပါအဲ့ဒါဆိုပို့ပြီးတော့ကောင်းပါတယ်ဒီနေ့ဗီဒီယိုတော့လောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်တရားချင်းစီကြအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်အကောင့်မှာ info ကောင်းနေရောင်းတော့ဝယ်တာလဲတာလာလို့ရတဲ့အပြင် coin တွေလည်းအကန့်အသတ်မရှိလာရောက်ဝယ်ယူနိုင်ပါပြီဗျာ